မင်္ဂလာပါကျွန်တော်ဖိလစ်မဟုတ်ပါတယ်ဒီနေ့မှာရှင်ပြိုင်ကစားမဲ့ Chelsea အတင်းနဲ့ Leeds United အတင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်ဒီနေ့နိုင်ငံတင်ဆက်ပေးချင်ပါတယ်အခုဟာကျွန်တော်ဒီPremier League ရာဒီပွဲချက်ကာလကိုရောက်ရှိလာပြီဗျာတပတ်ကိုနှစ်ပွဲနှုံးနဲ့ကျွန်တော်တို့ကန်ရမယ့်အခြေအနေကိုရောက်ရှိလာခဲ့ပြီဆိုတော့အခုချိန်မှာတော့ Chelsea အတင်းက Leeds United အတင်းနဲ့ရှင်ပြိုင်ရမယ် Leeds United အတင်းရဲ့အနေအထားကိုကျွန်တော်လက်ရှိချိန်မှာကြည့်မယ်ဆိုရင်သူတို့ရဲ့တိုက်စစ်ကတော့ကိုပုံမှန်သွင်းတဲ့တိုက်စစ်ပြီးခဲ့တဲ့ Man City အတင်းနဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့ Man City အတင်းကနိုင်သွားတာပြောမယ်ဆိုလို့ရှင်တော့ Man City အတင်းကကန်ကောင်းပြီးနိုင်သွားခဲ့တာဗျ Leeds United အတင်းကအဲ့ဒီနေ့ပွဲစဉ်မှာဒုတိယပိုင်းမှာတော်တော်လေးကိုကောင်းတယ်ပထမပိုင်းမှာသူတို့ရဲ့ကစားပုံကစုပ်ပြတ်နေတလောက်ကျွန်တော်ဒုတိယပိုင်းပြန်လဲစတင်နိုင်တဲ့ချိန်မှာလိုအပ်တဲ့သွင်းကိုတွေကိုသူတို့ကသွင်းယူခဲ့တယ်အဲ့ဒီချိန်မှာတော့Man City အတင်းကနည်းနည်းလေးတို့ညံသုံးပြီးမှကစားသွားခဲ့တဲ့အတွက်ကြောင့်မို့ Leeds United အတင်းကိုတို့အနိုင်ရရှိသွားခဲ့တာ Leeds United အတင်းရဲ့တိုက်စစ်ကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့သူတို့ရဲ့တိုက်စစ်ကတော့ဂိုးပုံမှန်သွင်းတဲ့တိုက်စစ်ဗျနောက်ဆုံးကစားခဲ့တဲ့9ပွဲကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာတိုက်စစ်ကသူတို့က6ဂိုးအထိရယူထားတယ်တပွဲကိုတကိုးနှုံးဝင်းကျင်လောက်နဲ့သူတို့ကသွင်းယူထားတာကိုကျွန်တော်တွေ့ရတယ်တိုက်စစ်ကအလုပ်ဖြစ်ပေမဲ့လဲလိုအပ်တဲ့သွင်းကိုအချို့တွေသွင်းယူပေမဲ့လဲသူတို့ရဲ့ခံစစ်ကတော့ဂိုးတော်တော်လေးကိုပြန်လဲပေးရတယ်နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုလို့ရှင်တော့သူတို့ရဲ့ခံစစ်ကတော့12ဂိုးအထိပြန်လဲပေးနေရတာကိုကျွန်တော်တွေ့ရတယ်ပြောမယ်ဆိုလို့ရှင်တော့8ပေါင်နဲ့ဖားကောက်နေတဲ့ပုံစံမျိုးနဲ့ဖြစ်နေရအခုလက်ရှိ Leeds United အတင်းရဲ့ခံစစ်ပြက်နာကသူတို့ရဲ့အမှတ်ပေးရက်တည်မှုကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ကျွန်တော်ရမှတ်က7မှတ်နဲ့အဆင့် section နေရာမှာရက်တည်နေတဲ့အတင်းပြောမယ်ဆိုလို့ကျွန်တော်တန်းစင်းစုံထက်မှာတော့တော်တော်လေးကိုရုန်းကန်နေရတဲ့အတင်းပြဆိုတော့ Chelsea အတင်းနဲ့ပွဲစဉ်မှာတော့သူတို့ရုံးမှာတော့တေးချတယ်ဘာကြောင့်လဲဆိုလို့ကျွန်တော်သူတို့ရဲ့အထက်မှာရှိနေတဲ့ကျွန်တော်တို့ဒီ West Ham Nottingham တို့ကိုကြော်တက်ဖို့အတွက်သူတို့ကစူးစမ်းပါလိမ့်မယ်အခုဒီ Nottingham နဲ့ West Ham ဆိုလို့ရှင်တော့ Leeds United အတင်းရဲ့အထက်မှာသူတို့ကတမှတ်အကွာလေးနဲ့ပဲရှိနေရဗျာရမှတ်ကတော့7မှတ်နဲ့ Leeds United အတင်းရဲ့အထက်မှာရှိနေရ Chelsea အတင်းဖက်ကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှင်အခုဟာကပွဲချက်ကာလရောက်လာပြီးစောင်းရာဒီကိုရောက်လာပြီးဆိုတော့ကျွန်တော်တို့ဒီ Chelsea ကစားသမားတွေကလည်းဒီတပတ်ကို2ပွဲနှုံးနဲ့ကစားရမယ်ဒီလိုအချိန်မှာချိန်သားကိုက်ဆိုလို့ကျွန်တော်တို့ဒဏ်ရာရကစားသမားတွေကလည်းပြန်လဲတက်တာလာပြီလာဗီယာကလည်းလက်ရှိချိန်မှာတော့သူတော်တော်လေးကိုတိုးတက်ကောင်းမွန်နေပြီအဆူကိုလည်း Chelsea အတင်းနဲ့ပြန်လဲပါဝင်လာပြီဖာမာကလည်းဒီပွဲစဉ်မှာလည်းဖာမာပြန်လဲပါဝင်လာဖို့ရှိတယ်ဗျာပြောမယ်ဆိုလို့ရှင်တော့ Chelsea အတင်းကလူပြန်စုံလာပြီအခုကျွန်တော် Modric ကတော့လက်ရှိချိန်မှာတော့ပွဲပေခံထားရတယ် Cowell တယောက်ကတော့ဒါကတော့ကျွန်တော်ဘယ်ချင်းပြန်လာမလဲတော့ကျွန်တော်မသိသေးဗျာကျွန်တော်ကိုက်ဆက်တိုကအနီကတ်တီရတလောက်ပါပဲကျန်တာကတော့ကျွန်တော်လုံးဝအဆင်ပြေတယ်ဒီလိုပွဲချက်ကာလတွေရောက်လာတဲ့ခါမှာတော့ကျွန်တော်တို့မှာ extra player အချို့တွေလိုအပ်တယ်ဘာကြောင့်လဲဆိုလို့ကျွန်တော်တို့ကပွဲပန်းဒန်တွေကိုကျွန်တော်မကြခင်မှာဇက်တိုက်ဆိုလို့ကြုံတွေ့ရနိုင်တယ်ဒါကြောင့်မို့ကျွန်တော်တို့မှာဒီဆွမ်းနာကျွန်တော်ပြောလို့ပေါ့ဒီ extra player တွေအများအပြားကျွန်တော်လိုအပ်တယ်နောက်ဆုံးကစားခဲ့တဲ့ Chelsea အတင်းကပွဲစဉ်9ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်Chelsea အတင်းရဲ့တိုက်စစ်ကတော့7ဂိုးအထိသူတို့ကရယူထားတာကိုကျွန်တော်တွေ့ရတယ်ဒီအရာကိုကြည့်ချင်းအဖြစ် Chelsea အတင်းရဲ့တိုက်စစ်ကတော့ဥရောပမှာအကောင်းဆုံးတိုက်စစ်အတင်းတွေထဲကတသင်းအဖြစ်ကိုတော့ကျွန်တော်တို့လုံးဝအတိအမှတ်ပြုဖို့တော့လိုအပ်တယ်ပေးဂိုးတွေကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့9ပွဲမှာ Chelsea အတင်းက3ဂိုးအထိပဲသူတို့ကပြန်လဲပေးထားရတာကိုကျွန်တော်တို့တွေ့ရတယ်ဗျာပြောမယ်ဆိုလို့ရှင်အဲ့ဒီပေးဂိုးတွေကတော့ကျွန်တော်ဒီ Quarterback အတင်းနဲ့ Champions League ကစားတဲ့ခါမှာတော့ကျွန်တော်2ဂိုးပေးလိုက်ရတယ်ပြီးလို့ရှင်ပြီးခဲ့တဲ့ရက်မှာကျွန်တော်အာဆင်နယ်အသင်းနဲ့ကစားခဲ့တာဗျအဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်တကိုးပြန်လဲခွင့်ပြုလိုက်ရတယ်ဆိုတော့ဒီ3ဂိုးလောက်ပဲကျွန်တော်တို့ကပြန်လဲခွင့်ပြုရတယ်လက်ရှိချိန်မှာ Chelsea အသင်းရဲ့ခန်းစစ်ကလည်းတော်တော်လေးကိုတည်ငြိမ်စပြုတ်လာနေရကိုကျွန်တော်တွေ့ရတယ်ကျွန်တော်ဒီ Leeds United အသင်းနဲ့ Chelsea အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှု half to half နောက်ဆုံးကစားခဲ့တဲ့9ပွဲပဲကျွန်တော်ကြည့်မယ်ဗျနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုလို့ရှင်တော့ Chelsea အတင်းက Leeds United အတင်းကို4ချိန်အထိအနိုင်ရရှိထားတယ် Leeds United အတင်းက Chelsea အတင်းကိုတစ်ချိန်ပဲသူတို့ကပြန်လည်ပြီးမှအနိုင်ယူထားတယ်ဒီပွဲစဉ်တွေကလည်း Chelsea အတင်းကခက်ခဲကြီးနဲ့ကို Leeds United အတင်းကိုအနိုင်ရရှိခဲ့တာကိုကျွန်တော်တွေ့ရတယ်ဗျာပြောမယ်ဆိုလို့ရှင်တော့ Chelsea အတင်းက Leeds United အတင်းကိုကပ်ပြီးမှအနိုင်ရရှိသွားခဲ့တာလို့ပဲကျွန်တော်မြင်တွေ့တယ်။ဘာကြောင့်လဲဆိုလို့ရှင်တော့ 1-0 ဒါမှမဟုတ်2-3 စဖြစ်ပေါ်တော့ဒီလိုတဲထိတ်ရင်ပူဆရာကောင်းတဲ့
ရလက်တွေနဲ့ပဲ Chelsea အတင်းက Leeds United အတင်းကိုအနိုင်ရတယ် Leeds United အတင်းကလည်း Chelsea အတင်းနဲ့ထိတ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်တိုင်းမှာသူတို့ကအကောင်းဆုံးကစားတယ်အခု Leeds United အတင်းကကစားပုံကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ကဒီ pressing game ကိုအရန်ကစားလွန်အားကြီးတဲ့အတွက်ကြောင့်မို့သူတို့ကလိုအပ်တဲ့သွင်းဂိုးတွေကိုသူတို့ကရယူနိုင်တယ်ပြောမယ်ဆိုလို့ကျွန်တော်တိုက်စစ်ကိုပဲဦးစားပေးတယ်ခံစစ်ကိုတော့သူတို့ကလုံးဝတိတ်ပြီးမှအဲ့လောက်ထမှထည့်တွက်ထားတဲ့အတင်းတော့မဟုတ်ဘူးတိုက်စစ်ကဂိုးရနေလို့ရှင်ဂျီနက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကကစားနေတာဗျဆိုတော့ကျွန်တော်ဒီ Chelsea အတင်းရဲ့ခံစစ်ကလက်ရှိချိန်မှာ Fofana နဲ့ဒီ Chalobah ရဲ့အသွဲအဖက်ကတော့လက်ရှိချိန်မှာတော်တော်လေးကိုမိတယ်ဆိုပေမဲ့လည်းအခုဟာပွဲချက်ကာလရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့ Chelsea အတင်းကတော့ဒီ Leeds United အတင်းနဲ့ပွဲစဉ်မှာတော့သူတို့ကအပြောင်းလဲအချို့လေးတွေပြုလုပ်လာနိုင်တယ်ကျွန်တော်တိုက်စစ်ပိုင်းမှာဆိုလဲအပြောင်းလဲတွေပြုလုပ်လာနိုင်တယ်ဒါကြောင့်မို့ဒီ Leeds United အတင်းနဲ့ပွဲစဉ်ကိုတော့ကျွန်တော်နည်းနည်းတော့စိုးရိမ်တယ်ကျွန်တော်တို့ကအဝေးကွင်းလည်းဖြစ်နေတဲ့အတွက်ကြောင့်မို့နည်းနည်းတော့စိုးရိမ်တယ်ဗျာLeeds United အတင်းကလည်းအိမ်ကွင်းမှာအရန်ကောင်းနေတဲ့အတင်းလားဆိုတော့လည်းမဟုတ်ဘူးအိမ်ကွင်းမှာလည်းသူတို့ကရလက်ဆိုးရွားလို့အဝေးကွင်းမှာလည်းရလက်ဆိုးရွားနေတဲ့အတင်းဒါကြောင့်မို့ကျွန်တော်တို့ဒီ Chelsea အတင်းအနေနဲ့ Arsenal အတင်းနဲ့ထိုက်ချက်မကွာကျွန်တော်တို့ဒီအမှတ်မကွာဖို့ဆိုလို့ကျွန်တော် Leeds United အတင်းကိုကျွန်တော်တို့အနိုင်ရရှိဖို့လိုအပ်တယ်ဆိုတော့ဒီညပွဲစဉ်မှာတော့ Chelsea အတင်းနဲ့ Leeds United တင်းတို့ရဲ့ပွဲစဉ်မှာဘလို့ရလက်တွေထွက်ပေါ်လာနေဆိုတာတော့ကျွန်တော်ရင်ကုန်စွာစောင့်မျှော်နေအားလုံးကျွန်တော်တလောက်နဲ့ပဲဆုံးသက်ပေးခြင်းနဲ့အားလုံးအထူးကျေးဇူးတင်ပါတယ်လို့